ယေရှုတင်ပါတယ်ဟာလေလုယာဟာလေလုယာဒီနေ့ပိမတော်ရဲမှာပြန်လဲပြီးတော့ပို့ဆောင်ပေးတဲ့ဖျားရှင်နာမတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ဘုရားเจ้าကိုလာတဲ့ခါမှာဘုရားနဲ့အတူပါရှိချုံအထူးပဲခံစားရတာဖြစ်တယ်နော်ဒီနေ့ကျွန်တော်တို့ပိမတော်ရဲကိုရှိနေတဲ့ခါမှာတကယ်ဘုရားရဲ့မျက်မှောက်တော်တာမကဘူးဘုရားရဲ့အတူရှိချုံကိုကျွန်တော်တို့အထူးပဲခံစားရတာဖြစ်တယ်ပြီးတော့ worship ဦးဆောင်ပေးသွားတဲ့သူတွေတကယ်ပဲဘုရားရဲ့ပိတ်သိခြင်းတွေမြင်ရတဲ့သူပေါ့နော်ကျွန်တော်တို့ဒီ worship ထဲမှာတကယ်လွတ်မြောက်ခြင်းတွေရရှိတာဖြစ်တယ်အာမင်ကျွန်တော်မခံစားဘူးတဲ့ဖခင်ရဲ့သူထီချင်းစကားပြောခြင်းတွေလည်းခံစားရတာဖြစ်တယ် worship team ကိုလည်းဖခင်အထူးကောင်းချီးပေးပါစေဒီနေ့ဒီမှာကိုစင်ထန်ကသူအထူးဆန်းလုပ်ရတာကြိုက်တယ်ဆိုတာကျွန်မအရန်ပဲသဘောကျတာဖြစ်တယ်เนาะကျွန်တော်တို့ကကြတော့အမြဲတမ်းပုံစံခွတ်ထဲမှာပဲသွားနေတယ်เนาะတခါတလေကိုလုံနေကြမဟုတ်ဘူးဆိုလို့ရှင်လဲတိတ်မနေတမထိုင်တဘူးပေါ့เนาะဒါမှမဟုတ်ရှင်ဟာဒါကငါတို့လုံနေကြမဟုတ်ဘူးဆိုတော့လက်မခံနိုင်တဲ့အချိန်တွေလည်းရှိတတ်တယ်ဒါပေမဲ့ဖခင်ကလေကန့်တက်လည်းမရှိဘူးဖခင်မှလीနီးလက်အမျိုးမျိုးရှိတယ်ဆိုတော့ဒါဒီလူလုံးမှကျွန်တော်အစီအစဉ်လုပ်တဲ့ခါမှာလည်းအရင်ဆုံးဆူတောင်းမှပါညာအဲ့လိုမဟုတ်ပါဘူးเนาะအဲ့လိုဖခင်ခွင့်ပြုတဲ့ time ပေါ့နော်ဖခင်အလိုတော်ထဲမှာကျွန်တော်သွားတဲ့ခါမှာဖခင်ဝိညာဉ်တော်ပေါ်ပြတယ်လို့ပေါ့နော်ကျွန်တော်သွားလာတတ်ဖို့လဲလိုအပ်တယ်ကိုစင်ထန်လဲတကယ်ပဲဝိညာဉ်တော်ကသူကူလမ်းပြတယ်လို့ကျွန်မခံယူတယ်ယေရှုတင်ပါတယ်လို့ခုနတဘာပတိပြောသွားတယ်လို့ပဲဒီနေ့ဟာကျွန်တော်Palm Sunday တန်လွန်ခက်နေလို့လဲကျွန်တော်ပြောချတာဖြစ်တယ်ဒီနေ့ယေရှုဒီယေရုရှလင်မြို့ထဲကိုအောင်မြင်ခြင်းနဲ့သူကလာတဲ့ချိန်ဖြစ်တယ်အမှလူတွေကကြိုးဆိုကြတဲ့သူ့ကိုဘယင်အနေနဲ့ပေါ့နော်လူတွေကမျှော်လင့်ကြတယ်ဒီမနေ့မှလည်းဆရာခိုင်စင်ကအများကြီးပြောသွားပြီးပြီနော်ဆိုအမှကျွန်တော်တို့ဒီယူရလူတွေဆိုလို့ရှိရင်တော့ယေရှုကိုသူတို့ကတကယ်ကျွန်တော်မျက်စိနဲ့မြင်ရတဲ့သူတို့ကိုတကယ်ဒီယောမတွေရဲ့အုပ်ဆိုးခြင်းကနေကယ်တင်မဲ့ဘယင်လို့ပဲသူတို့ကခံယူတဲ့အခါမှာသူတို့ကဒီယေရှုကကျွန်တော်ကိုကဲတင်မဲဆိုပြီးတော့ယခုပဲကဲတင်မှာဟောရှနာဆိုပြီးတော့သူတို့ကယေရှုကိုသူတို့ကြိုဆိုကြတာဖြစ်တယ်ဒါပေမဲ့သူတို့မျှော်လင့်ထားသလိုယေရှုကတော့သူတို့ကိုဒီမြင်ရတဲ့ဒီသူတို့ကိုအုပ်ဆိုးနေတဲ့ယောမတွေရဲ့လက်ထဲကနေကဲတင်တာမဟုတ်ဘဲနဲ့တကယ်ယေရှုပေးတဲ့ကဲတင်ခြင်းကကျွန်တော်တို့အပြစ်ကနေကယ်လွတ်ဖို့အတွက်ရောက်လာတယ်ဆိုတဲ့ဟာကိုသူတို့ကမယုံကြည်ပေမဲ့ပေါ့နော်သူတို့ကလက်မခံပေမဲ့ဒီနေ့ယုံကြည်လက်ခံတဲ့ဘုရားသားတွေကိုဒီနေ့ယေရှုအဖြစ်ကျွန်တော်တို့တကယ်ကယ်တင်ခြင်းရတာဖြစ်တယ်ငါတို့ကိုကယ်တင်ပါငါတို့ကိုလွတ်စေပါဆိုရဲကျွန်တော်အော်တဲ့ခါမှာယေရှုကကျွန်တော်ကိုကယ်တင်ခြင်းပေးတဲ့ထိုရာကိုယူဒာလူတွေမယုံကြပေမဲ့ပေါ့နော်တချို့တော့ယုံနေဒါပေမဲ့တော်တော်များများကမယုံပေမဲ့ဒီကနေ့ယုံကြည်တဲ့ဖခင်သားသမီးတွေအာဗြဟံအဖြစ်ပေါ့နော်ကျွန်တော်လည်းယေရှုရဲ့ကယ်တင်ခြင်းကိုယုံကြည်ခြင်းဖြင့်ရရှိတာဖြစ်တယ်ဆိုတဲ့အရာကိုဒီကနေ့ကျွန်တော်ကြားရတာဖြစ်တယ်တကယ်ပဲဂျေဇုတော်ချီးမွမ်းပါတယ်လို့ဒီနေ့ကျွန်မဝိငါမနုကပတ်တော်ကပါလဲဆိုတော့ဘုရားရှင်ပေးတဲ့ချမ်းသာခြင်းဖြစ်ပါတယ်ဒီမှာရှိတဲ့ကျွန်မတို့ယုံကြည်သူတွေဘယ်နှယောက်ကချမ်းသာခြင်းပါသလဲနော်အလုံးချမ်းသာခြင်းကြမယ်ထင်တယ်ကျွန်မလည်းချမ်းသာခြင်းနဲ့နော်ချမ်းသာရမယ်ဆိုလို့ရှိရင်တော့ဘာလို့ရမလဲပထမဆုံးချမ်းသာဖို့အတွက်ကြိုးစားရမယ်ပြီးတော့ဘာတွေရှိသေးလဲချွေတာရမယ်နော်ကျွန်မဖခင်ကြီးဆိုလို့ရှိရင်တော့အရန်တော့အမြဲတမ်းချွေတာတယ်ပြီးခဲ့တဲ့ဘက်ကဆရာပပြောင်ပြောတာကျွန်မတခုမှမိတာပါလဲဆိုတော့ဒီဖျားเจ้าတွေလဲနော်ကျွန်တော်မိခလုတ်တစ်ခါပိတ်လိုက်ဖွင့်လိုက်တာနဲ့ပတ်စံတွေထွက်သွားတာလေနော်ဆိုတော့ကျွန်တော်အိမ်မှာဆိုဖေကနေတော့မိမသုံးဆိုချက်ချင်းပိတ်အဲ့ဒါလည်းချွေတာနေပေါ့နော်ဆိုတော့ကျွန်တော်ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်တော့စူးစမ်းရမယ်ချွေတာရမယ်ပြီးတော့ဘာတွေရှုံးမလဲချမ်းသာနည်းတွေတင်ကြတလားမသိဘူးနော်မတိလို့မချမ်းသာသေးတာဟုတ်ပါပြီဒီနေ့ကျွန်တော်တကယ်စစ်မှန်တဲ့ချမ်းသာခြင်းချောင်းပြောမှာဖြစ်တဲ့အာမင်တကယ်ကျွန်တော်ကိုဘုရားကချမ်းသာခြင်းပေးချင်တာဖြစ်တယ်နော်ဒါပေမဲ့ဘုရားပေးတဲ့ချမ်းသာခြင်းကလူအနေနဲ့ကျွန်တော်တို့မျက်စိနဲ့မြင်ရတဲ့ပတ်စံချမ်းသာခြင်းတော့မဟုတ်ဘူးငြိမ်သက်ခြင်းချမ်းသာခြင်းကိုယေရှုကပေးချင်တာဖြစ်တယ်ခုနကျွန်တော်ပြောသလိုပဲယူဒလူမျိုးတွေကဘာကြောင့်ယေရှုကိုသူတို့လက်မခံနိုင်တယ်လဲဆိုတော့
သူတို့မျက်မြင်ရတဲ့ဒီအစိုးရဒီသူတို့ကိုအုပ်ချုပ်နေတဲ့ဒီအစိုးရနေသူတို့ကိုကယ်တင်မယ်ထင်ပေမဲ့ယေရှုကယ်တင်တာကျမတို့အပြစ်ကနေကယ်တင်ဖို့အတွက်တကယ်ဒီအပြစ်ရဲ့ချုပ်နှောင်ခြင်းကနေကယ်တင်ဖို့ရောက်လာတာအဲ့ဒီအရာကိုသူတို့နားမလဲတဲ့ခါမှာသူတို့ကလှည့်လွတ်သွားတာဖြစ်တယ်ဒါပေမဲ့ယေရှုပေးတဲ့ကယ်တင်ခြင်းအစစ်မှန်ကိုဒီကနေ့ကျမတို့ရရှိတာဖြစ်တယ်ထူနည်းသူ၎င်းပဲယေရှုပေးတဲ့စစ်မှန်တဲ့ချမ်းသာခြင်းကိုလည်းဒီကနေ့ကျမတို့ရရှိမှာဖြစ်တယ်ဒါလည်းယုံကြည်ခြင်းနဲ့ပဲရမှာဖြစ်တယ်နော်ဆိုတော့အဲ့ဒီအကြောင်းလေးကိုကျမတို့ပြောသွားမှာဖြစ်တယ်ကျမတို့ကျမ်းစာရှိတယ်ဆိုလို့ရှိရင်တော့ကိုချမ်းစာတွေကိုရဲ့ဖုန်းထဲမှာပဲဖြစ်ဖြစ်ကျမတို့လိုက်ပြီးတော့ဖတ်စေခြင်းနဲ့ဒီချမ်းချက်ကတော့ကျမအသက်တာထဲမှာကျမအရန်ငယ်ကလေးနေပေါ့နော်စိုက်ခဲ့တဲ့ချမ်းပိုက်လည်းဖြစ်တယ်လို့ကျမအသက်တာကိုလည်းပြောင်းလဲစေတဲ့ချမ်းပိုက်လည်းဖြစ်ပါတယ်အားလုံးလည်းသိကြမယ်လို့ကျမယုံကြည်တယ်ဆိုတော့ဒီချမ်းပိုက်ကရှမသက်ခရစ်ဝင်ခန်းကြီး7အငယ်29ဖြစ်ပါတယ်ငါ28ကနေ29ပေါ့နော်ဝင်လေး၍ပင်ပန်းသောသူပေါင်းတို့ငါထံတို့လာကြလော့ငါဒီချမ်းသာပေးမည်ငါတဘိုးကိုတင်၍ထမ်းကြလော့ငါထံ၌နီးခံကြလော့ငါဒီနုညံ့သိမ်မွေ့နှိမ့်ချသောစိတ်တော်ရှိ၏တင်တို့ဒီစိတ်နှလုံးတင်တို့စိတ်နှလုံးဒီသက်သာခြင်းကိုရလိမ့်မည်ဒီမှာယေရှုကပြောတာဖြစ်တယ်ငါထံသို့လာကြလို့ငါဒီချမ်းသာပေးမည်အာမင်အာမင်ဒီနေ့ယေရှုထံသို့လာပါအာမင်ဒီနေ့ချမ်းသာခြင်းတဲ့သူတွေပြန်ပြီးတော့လက်ထောင်ပေးပါဦးကျွန်မတယောက်တည်းလာတော့မသိဘူးအေးဒီမှာယေရှုကပြောပါတယ်ငါထံသို့လာပါတဲ့ဒီနေ့ကျွန်မပြောချင်တဲ့ဒီချမ်းသာခြင်းအကြောင်းဒီချမ်းသာခြင်းကလေယေရှုထဲမှာပဲရှိတာဖြစ်တယ်အဲ့ဒီချမ်းသာကိုဘယ်လိုရမလဲဆိုတော့ကျွန်တော်တို့ဒီမှာပြောထားတယ်ငါထံ၌နီးခံကြလို့ငါဒီနုညံ့သိမ်မွေ့နှိမ်ချသောစိတ်တော်ရှိကျွန်မအင်္ဂလိပ်ချမ်းစာထဲမှာဖတ်တဲ့ခါမှာ I'll give you rest ငြိမ်သက်ချမ်းသာဒီငြိမ်သက်ချမ်းသာကိုကျွန်မနှစ်မျိုးပြောချင်တာဖြစ်တယ်ပထမချက်ကပါလဲဆိုတော့ခုနကျွန်မပြောသလိုပဲယေရှုကကျွန်တော်ကိုကယ်တင်ဖို့ရောက်လာတယ်ကယ်တင်ဖို့လာတယ်ကျွန်တော်ထာဝရအသက်ရဖို့ကကျွန်တော်စူးစမ်းလို့ရတာမဟုတ်ဘူးเนาะဒီကျွန်တော်ဒီပထမပိုင်းမှာကြည့်မယ်ဆိုလို့ရှင်ဒီမတိုင်ခင်မှာရှင်မာကုထဲမှာလည်းရေးထားတာရှိတယ်ချမ်းသာတဲ့လူငယ်တယောက်ကယေရှုစီမှာထာဝရအသက်ရဖို့အတွက်ကျွန်တော်ဘာလို့ရမလဲကောင်းမြတ်တဲ့ဆရာဆိုပြီးတော့မေးတဲ့ခါမှာယေရှုကပြည့်ညတ်တရားတွေကိုလိုက်နာပါလို့ပြောတဲ့ခါမှာသူကပြည့်ညတ်တရားတွေအကုန်လိုက်နာပြီးသွားပြီဆိုတော့ဘာဆက်လို့ရမလဲလို့မေးတဲ့ခါမှာယေရှုကပြောတယ်ငါနောက်တော့လိုက်ပါလို့ပြောတာဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်ကြည့်တဲ့ခါမှာသူကထာဝရအသက်ရဖို့အတွက်သူပြည့်ညတ်တရားတွေလိုက်လျှောက်တယ်တကယ်လိုက်လျှောက်နိုင်တယ်လို့လည်းကျွန်မယုံကြည်တယ်ဒါပေမဲ့ပြညတ်တော်10ပါးဒါမကောက်เนาะဒီမနေ့မှာလဲဆရာခါစံပြောတယ်လို့ပဲဒီယူရာတွေဒီဣသရေလလူမျိုးတွေကသူတို့ဒီထောရာဆိုလို့ရှင်သူတို့အဲ့ဓာတွေကိုအကုန်ချက်မှတ်ပြီးတော့သူတို့လိုက်လျှောက်ဖို့အတွက်စ조사တာဖြစ်တယ်ဒါပေမဲ့ဘယ်သူမှအကုန်တော့လိုက်မလျှောက်နိုင်ပါဘူးเนาะဒါပေမဲ့အဲ့ဒီလိုက်လျှောက်စရာမလိုပဲနဲ့ယေရှုကကျွန်တော်တို့ကိုသူ့ကိုယုံကြည်ယုံနဲ့သူ့စီကိုလာယုံနဲ့သူပေးတဲ့ကဲတင်ခြင်းကိုကျွန်တော်ရရှိတယ်လက်ခံတယ်ကျွန်တော်ယုံကြည်ခြင်းနဲ့လက်ခံတယ်ဆိုလို့ရှိရင်တော့ဒါကကျွန်တော်မကြိုးစားဘဲနဲ့ကျွန်တော်ငြိမ်ငြိမ်သက်သက်နဲ့ကျွန်တော်ကဲတင်ခြင်းထာဝရတဲ့ရရှိသွားတာဖြစ်တယ်အာမင်တခြားသောဘာသာတွေကဒီဘဝဒီအသက်တာခဲခြင်းပင်ပန်းခြင်းဆင်းရဲခြင်းတွေကနေလွတ်မြောက်ဖို့အတွက်ကုသကောင်းမှုတွေများလုပ်ရမယ်ပေးကမ်းရမယ်ပညာတရားတွေလိုက်နာရမယ်လို့ပြောပြီးမြဲဒီနေ့ယေရှုကအဲ့လိုမပြောပါဘူးเนาะယေရှုကသူ့စီကိုလာပါတဲ့သူပေးတဲ့ကယ်တင်ခြင်းကိုယုံကြည်ခြင်းနဲ့လက်ခံပါတဲ့ဒါကကျွန်တော်ပထမချက်ငြိမ်သက်ခြင်းရရှိတာဖြစ်တယ်အာမင်ဒါကဖျားပေးတဲ့ငြိမ်သက်ချမ်းသာဖြစ်တယ်เนาะကျွန်တော်စူးစမ်းစရာမလိုပတ်စံလည်းအများကြီးကုန်စရာမလိုเนาะကျွန်တော်ပေးနိုင်မှရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘယ်တော့မှဒီထာဝရအသက်ကယ်တင်ခြင်းကိုရမှာမဟုတ်ဘူးဒါပေမဲ့ယေရှုကကျွန်တော်ကိုဖိတ်ခေါ်တာဖြစ်တယ်သူစီလာပါသူပေးမယ်သူမှရှိတယ်ဒီကယ်တင်ခြင်းငြိမ်သက်ခြင်းထာဝရအသက်ကိုယေရှုကကျွန်တော်ကိုပေးတာဖြစ်တယ်အာမင်ဒါကပထမချက်ဖြစ်တယ်ဒါကိုကျွန်မယုံကြည်တယ်လူတိုင်းကလက်ခံပြီးအထူးသဖြင့်ကျွန်တော်ခရိယန်တွေယုံကြည်သူတွေယေရှုကိုမိမိရဲ့ကယ်တင်ပန်ရှင်အဖြစ်လက်ခံတယ်ဆိုတာဒီယေရှုရဲ့ဖိတ်ကြားခြင်းယေရှုရဲ့ invitation ငါစီလာပါ
ငါဒီငြိမ်သက်ချမ်းသာပေးမယ်ဆိုတဲ့ပထမအချက်ကိုကျွန်တော်ရရှိတာဖြစ်တယ်ကိုယ့်ရဲ့စူးစမ်းအားထုတ်ခြင်းမဟုတ်ဘူးကိုယ့်ရဲ့ကျင့်ကြံအားထုတ်နိုင်မှုကြောင့်လည်းမဟုတ်ဘူးကိုယ့်ရဲ့ပေးကမ်းနိုင်ခြင်းကြောင့်လည်းမဟုတ်ဘူးကျွန်တော်ယေရှုကြောင့်ကယ်တင်ခြင်းရတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တော်တော်များများမသိတဲ့အချက်ကဒုတိယအချက်လည်းဖြစ်တယ်တကယ်ငြိမ်သက်ခြင်းတကယ်ချမ်းသာခြင်းကိုယေရှုကဘယ်လိုပေးတယ်လဲဆိုတော့ငါထံ၌နီးခံကြလို့ငါဒီနူးညံ့သိမ်မွေ့နှိမ်ချသောစိတ်သဘောရှိ၏တင်တို့စိတ်နှလုံးလေးသက်သာခြင်းကိုရလိမ့်မည်လို့ပြောတာဖြစ်တယ်ဒီဒုတိယအချက်ကတကယ်ချမ်းသာခြင်းငြိမ်သက်ခြင်းအစစ်ကပါလဲဆိုတော့ယေရှုစီမှာနီးခံခြင်းဖြစ်ပါတယ်အာမင်ယေရှုထံမှာကျွန်တော်နီးခံတဲ့ခါမှာယေရှုစီမှာကျွန်တော်တင်ကြားတဲ့ခါမှာယေရှုကတကယ်နူးညံ့သိမ်မွေ့သောသဘောနဲ့ပြည့်စုံတဲ့ခါမှာဒီကနေ့ကျွန်တော်တကယ်ကျွန်တော်အသက်တာထဲမှာလိုအပ်တဲ့ငြိမ်သက်ချမ်းသာတကယ်ချမ်းသာခြင်းအစစ်မှန်ကိုရရှိမှာဖြစ်တယ်အာမင်တရားကိုကျွန်တော်ဘယ်လိုရရှိမလဲကျွန်တော်ဘယ်လိုသိလဲဆိုတော့ဒီနေ့လူနှစ်ယောက်ရဲ့အကြောင်းအပြင်ကျွန်မခွန်အားပေးသွားချင်တာဖြစ်တယ်ဒီမှာကျွန်တော်တမန်တော်ဝတ္ထုအခန်းကြီး၄အငယ်73ကိုကျွန်မဖတ်သွားပါမယ်အငယ်73မှာသူတို့ဒီပြည်သူနဲ့ယောဟန်တို့၏ရဲရင်ချင်းတတိကိုမြည်၍လူသက်မဟုတ်လူသားမညတာဖြစ်သည်ကိုတိမှတ်သဖြင့်အံ့ဩ၍နေကြ၏သူနှစ်ယောက်တို့ဒီအထက်ကယေရှုနဲ့သူရှိသည်ကိုတတိယ၍၎င်းသူနှစ်ယောက်တို့ဒီအထက်ကယေရှုနဲ့သူရှိသည်ကိုတတိယ၍ဒီမှာရှင်ပြည်သူနဲ့ယောဟန်သူတို့ကယေရှုနဲ့အတူရှိတယ်ဆိုတာကိုဘယ်သူတွေကအတိမပြုလဲဆိုတော့ဒီမှာစပယ်ဟိတ်မင်းတွေအကြီးကဲတွေကသူတို့အတိမပြုတယ်အရင်တော့ကျတော့ကျွန်တော်အားလုံးလဲကြားဘူးတယ်ပြည်သူဆွန်တကယ်သူရဲဘော်ကြောင့်တဲ့သူဖြစ်တယ်သူဆွန်တကယ်ယေရှုကိုသုံးချိန်တိုင်တိုင်ညှင်းခဲ့တဲ့သူဖြစ်တယ်နော်သူတကယ်ယေရှုဟာဖယားသားဖြစ်တယ်အိုသူအတူယေရှုနဲ့အတူရှိခဲ့တဲ့ဆိုတာတောင်မှသူမဝန်ခံရတဲ့သူဖြစ်တယ်ဒါပေမဲ့ယေရှုကိုသူတကယ်ရရှိတဲ့ချိန်မှာသူယေရှုနဲ့သူရှိတဲ့အရာကိုယေရှုခေါင်းကင်ပေါ်တက်ကြွသွားပြီးတော့ယေရှုအတွက်သူတို့အသက်ရှင်ဖို့သူတို့ရဲ့အသက်တာထဲမှာအိုးယေရှုဟာတကယ်ကျွန်တော်အဖြစ်ထဲကနေကယ်တင်ပေးတဲ့ဖခင်ဖြစ်ပါတယ်ဒီယေရှုဟာအမှန်တကယ်ဖခင်ဖြစ်ပါတယ်ဆိုတဲ့ຢာကိုသူတို့သိတဲ့အခါမှာဒီဖခင်အတွက်ဒီယေရှုအတွက်သူတို့ရဲဝံ့စွာပေါ့နော်ယေရှုအကြောင်းကိုသူတို့သက်သေခံတာဖြစ်တယ်ဒီအရာကိုကျွန်တော်အစာပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ပြည်သူနဲ့ရှင်ယောဟန်ကပိတ်မတော်တွေကို synagogue ဒီမနေ့မှာတော့ဆက်ခါဆန်ကရှင်းပြသွားတာဖြစ်တဲ့ synagogue ဆိုတာတော့ဖះเจ้าတော့မဟုတ်ဘူးပိတ်ဒီမှာတော့ပိတ်မတော်လို့ရေးထားတာပြင်မယ်ဖះเจ้าတော့မဟုတ်ဘူးလူဒီဂျူးလူမျိုးတွေစုဝေးတဲ့နေရာပေါ့နော်အဲ့ဒီမှာတော့ဖះအကြောင်းတွေပြောလို့ရတယ်ဆိုတော့အဲ့ဒီမှာပြည်သူနဲ့ယောဟန်ကဆူတောင်းဖို့အတွက်သူတို့သွားတာဖြစ်တယ်အဲ့ဒီသွားတဲ့ချိန်မှာသူတို့ရှိမှာမွေးကလေးကချီမစွမ်းတဲ့အမိဝမ်းကလေးဆိုမမွေးခင်အမိဝမ်းကလေးကပေါ့နော်ချီမတန်စွမ်းတဲ့တယောက်သူကိုလူတွေကဒီတကားဝနားမှာထားပြီးတော့သူကတောင်းစားနေတဲ့သူဖြစ်တယ်ဆိုတော့အဲ့ဒီလူကတော့အနှစ်40ပတ်လုံးအဲ့ဒီမှာသူနေတိုင်းရှိပြီးတော့တောင်းစားနေတာဖြစ်တယ်အဲ့နဲ့တနည်းရှင်ပြည်သူနဲ့ယောဟန်ကစူတောင်းဖို့အတွက်သူတို့ဒီဖိတ်ပန်းအနုကိုတက်သွားတဲ့ခါမှာဒီလူကဗိမာန်တော်ရှိမှတောင်းစားနေတာတွေ့တဲ့ခါမှာအဲ့ဒီလူကဘယ်လိုလဲဆိုတော့ပြည်သူနဲ့ရှင်ယောဟန်ကိုကြည့်ပြီးတော့သူတို့ငါ့ကိုတခုခုများစွန့်ကြဲမလားဆိုပြီးတော့မျောလင့်ချက်နဲ့သူ့ကိုကြည့်နေတာဖြစ်တယ်အမှဘယ်လိုပြောထားတယ်လဲဆိုတော့ပြည်သူနဲ့ရှင်ယောဟန်ကအဲ့ဒီလူကိုကြည့်ပြီးတော့ငါတို့မာတဲ့ရွှေငွေပေးစရာမရှိဘူးဒါမဲ့ငါတို့ရှိတဲ့အရာကိုပေးမယ်ဆိုပြီးတော့ဒီမှာသူတို့ရှိတဲ့အရာကိုပေးဖို့အတွက်သူတို့ပြောတာဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့ပြည်သူကလည်းငါ၌ရွှေငွေမရှိတဲ့အရာကိုသင်အားငါပြီးမည်နာဇရက်မြို့သားယေရှုခရစ်နာမတော်အဖြစ်ထား၍လမ်းသွားလို့ဟုဆိုလေသူဤလက်ရလက်ကိုဆွဲ၍ချီကြွလေတော့ခဏချင်းတွင်ချင်းတစ်ဖက်ဖမ်းစီတို့ဒီဆွမ်းအားကိုရတဲ့ဖြင့်ရုတ်တရက်ထား၍မတ်တရက်ပြီးလင်လမ်းသွားလေ၏လို့ပြောတာဖြစ်တယ်ဒီမှာရှင်ပြည်သူနဲ့ရှင်ယောဟန်ကဘလို့ဖြစ်ပြီးတော့သူတို့ကဒီလူကိုထား၍လမ်းသွားပါလို့ပြောရဲတယ်လေဒီနေ့ငါတို့နာဇရက်မြို့သားယေရှုအားဖြင့်ယေရှုနာမအဖြစ်ထားပြီးတော့လမ်းသွားပါလို့သူတို့ဘလို့ပြောရဲတယ်လေခုနကျွန်တော်ဖတ်တဲ့အတိုင်းပဲသူတို့ကယေရှုနဲ့သူ3နှစ်ကာလပတ်လုံးရှိတာဖြစ်တယ်နော်ယေရှုဘာတွေလုပ်ခဲ့လဲယေရှုက
စကားပြောခါမှာတကယ် authoritative သူကအာနာရှိနဲ့စကားပြောတာဖြစ်တယ်ယေရှုပြောတဲ့အရာတွေယေရှုလုပ်တဲ့အရာတွေကိုသူတို့သုံးနှစ်လုံးသင်တဲ့ခါမှာယေရှုစီမှာသူတို့နီးခံတဲ့ခါမှာယေရှုလုပ်တဲ့အတိုင်းသူတို့လုပ်ရတော့ခွင့်ယေရှုကသူတို့ကိုအာနာပေးထားတယ်လို့ပြောထားတာဖြစ်တယ်ကျမ်းစာထဲမှာကျွန်တော်တို့ကိုလည်းသူအာနာကိုယေရှုကပေးထားတာဖြစ်တယ်အာမင်ဒါပေမဲ့ကျွန်တော်ကဒီအာနာတွေဒီချမ်းသာခြင်းတွေကျွန်တော်အသက်တာထဲမှာဘာဖြစ်လို့မရသေးတယ်လဲဆိုတော့ကျွန်တော်တို့မှာယေရှုနဲ့အတူတူရှိတာနည်းနေသေးလို့ဖြစ်တယ်နော်ဆိုတော့ဒီနေ့တကယ်ကျွန်တော်အသက်တာထဲမှာဘုရားရှင်ပေးတဲ့ထုံငိမ့်သက်ချမ်းသာခြင်းထုံငိမ့်သက်ခြင်းချမ်းသာခြင်းခုနပြောတဲ့အတိုင်းဒီအမိဝမ်းကလေးကလမ်းမသွားနိုင်တဲ့သူချီတည်နေတဲ့သူတွေနော်ချီနေတည်နေတဲ့ဒီလူကိုဆရာဝန်ဆရာမတွေနော်ကုပေးလို့မရဘူးသူတို့ဘလောက်ပဲကုသူတို့ရဲ့ဘလောက်ပဲသူတို့ရဲ့ဉာဏ်ပညာတွေနဲ့ကုလည်းမရဘူးဒါပေမဲ့ယေရှုနာမနဲ့သူတို့အမိန့်ပေးတဲ့ခါမှာဒီချီမစွမ်းတဲ့သူကလမ်းလျှောက်နိုင်တာဖြစ်တယ်ဒီအရာကတကယ်ချမ်းသာခြင်းဖြစ်တယ်နော်ဒီချမ်းသာခြင်းကလူရဲ့ငွေလူရဲ့ဉာဏ်ပညာနဲ့ဝယ်လို့မရတဲ့အရာတွေဖြစ်တယ်ဒါတွေကိုကျွန်တော်ယေရှုအပြင်ရရှိထားတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့စီမာရှိတဲ့အရာတွေကိုကျွန်တော်တို့မသုံးသပ်သေးတာကျွန်တော်တို့သုံးခွင့်မရသေးတာကျွန်တော်တို့ကရရှိပါရတဲ့နဲ့ဒီနေ့ကျွန်တော်တို့ကဘာကြောင့်မပြောရသေးတယ်လဲဆိုတော့ဒီနေ့ကျွန်တော်အသက်တာထဲမှာယေရှုနဲ့အချိန်နည်းနေသေးလို့ဖြစ်တယ်ယေရှုစီမာကျွန်တော်နီးခန္ဓာနည်းနေသေးလို့ဖြစ်တယ်ဆိုတော့ဒီနေ့ယေရှုကကျွန်တော်ကိုတကယ်ငြိမ်သက်ခြင်းချမ်းသာခြင်းပေးတာဖြစ်တယ်ဒုတိယချက်ဖြစ်တဲ့တကယ်ချမ်းသာခြင်းငြိမ်သက်ခြင်းကယေရှုစီမှာနီးခံခြင်းဖြစ်ပါတယ်ယေရှုစီမှာကျွန်တော်တို့နူးညံ့သောသဘောတိမ်မွေ့သောသဘောကိုနီးခံဖို့အတွက်ယေရှုစီမှာတင်ကြားဖို့အတွက်ဖြစ်တယ်ဒီနေ့ကျွန်တော်ပြောသွားတဲ့ဒီနှစ်ချက်မမေ့စိတ်ချင်းနဲ့မမေ့ကြလားမသိဘူးเนาะဘုရားရှင်ကကျွန်တော်ကိုပေးတဲ့ပထမချက်ကကယ်တင်ခြင်းဖြစ်တဲ့ဒီငြိမ်သက်ခြင်းကယ်တင်ခြင်းဖြစ်တဲ့ဒုတိယချက်ကယေရှုစီမှာကျွန်တော်နီးခံခြင်းဖြစ်ပါတယ်လို့ဒီနေ့ကျွန်တော်အသက်တာထဲမှာတကယ်ဒီအရာကိုရစေခြင်းနဲ့ကျွန်မအသက်တာထဲမှာလည်းဒီအရာကိုကျွန်မနားလည်လာတဲ့ခါမှာအိုးယေရှုစီကနေကျွန်မတင်ယူစီဆရာတွေများစွာရှိနေသေးပါလားဆိုပြီးတော့ကျွန်မတကယ်နူးညံ့တော့နှိမ့်ချတော့စိတ်နဲ့ကျွန်မတင်ယူနေစေဖြစ်တယ်ဒီတင်ယူနေတဲ့ချိန်မှာလည်းတကယ်ပဲဖခင်ရဲ့ငြိမ်သက်ခြင်းကိုကျွန်မရရှိတာဖြစ်တယ်ဖခင်စီကနေကျွန်မလူအနေနဲ့ဝယ်လို့မရတဲ့ဖခင်စီကနေတမိုးရှိတဲ့အရာတွေများစွာဖခင်ရဲ့ဖွင့်ပြခြင်းတွေလည်းများစွာရရှိတာဖြစ်တယ်ဒါတွေကတကယ်ယေရှုစီကနေလာတဲ့ချမ်းသာခြင်းဖြစ်ပါတယ်လူပတ်စံနဲ့ကျွန်တော်လူအနေနဲ့ဝယ်လို့မရတဲ့ဟာတွေဖြစ်ပါတယ်တကယ်ငြိမ်သက်ခြင်းချမ်းသာခြင်းကိုယေရှုကပေးချင်တာဖြစ်တယ်ဒီအရာကိုကျွန်တော်တို့ဘာနဲ့လက်ခံရရှိတယ်လဲဆိုတော့ယုံကြည်ခြင်းနဲ့လက်ခံရရှိတာဖြစ်တယ်ကျွန်တော်တို့ဆက်လက်ပြီးတော့ဟေဘရဲအခန်းကြီး၄ကိုထပ်ပြီးတော့ဖတ်ရအောင်ဘာဖြစ်လို့လဲဆိုတော့ဒီကနေ့ကျွန်တော်တို့ကြားနာနေရတဲ့ဒီသတင်းစကားကိုကျွန်တော်ရဲ့ယုံကြည်ခြင်းနဲ့မယုံတော့ဘူးဆိုလို့ရှိရင်တော့ဘာမှအကျိုးပေးမှာမဟုတ်ဘူးဒီနေ့တော့ဆရာမလည်းကတော့ပြောသွားတယ်ဟုတ်မှာပါဟုတ်ရင်လည်းဟုတ်မှာပါမဟုတ်ရင်လည်းမဟုတ်ဘူးဆိုကျွန်တော်လာယုံနဲ့မဟုတ်ဘူးတကယ်ဒီနေ့ကျွန်တော်ကြားတဲ့ຢာကိုပေါ့နော်ကျွန်တော်ယုံကြည်ခြင်းနဲ့ယုံတော့ပြီးတော့ကျွန်တော်ယုံကြည်တဲ့အတိုင်းလဲလက်တွေ့လို့ဖို့အတွက်ဖြစ်တယ်အဲ့ဒါမှပဲအကျိုးဖြစ်မှာဖြစ်တယ်ကျွန်တော်ကကြားပြီးတော့ကျွန်တော်လက်တွေ့လှုပ်ဆောင်ခြင်းမရှိဘူးဆိုလို့ရှိရင်တော့အလုံးဝအကျိုးဖြစ်မှာမဟုတ်ဘူးတရားကိုကျွန်တော်ဒီဟေဘရဲအခန်းကြီး၄ထဲမှာလဲဒီယုံကြည်ခြင်းနဲ့ပတ်သက်တဲ့အရာတွေကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်ဣသရေလလူမျိုးတွေအီဂျစ်ပြည်ကနေဖခင်ကခေါ်ဆောင်သွားတဲ့ခါမှာသူတို့ကိုကတိထားတဲ့ဒီခါနန်ပြည်ကိုပို့ဆောင်ပေးတော့ဖခင်ကတော့ခတိပေးတယ်သူတို့ကိုခါနန်ပြည်ကိုပို့ဆောင်ပေးမယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီထဲမှာဘယ်နှယောက်ကယုံကြည်ပြီးတော့ဘယ်နှယောက်ကမယုံကြည်တယ်လဲယောရှုနဲ့ကာလက်ကလွဲပြီးတော့ချမ်းတဲ့သူတွေကမယုံတဲ့အတွက်ဘာဖြစ်လဲသူတို့ဒီခါနန်ပြည်ထဲကိုမဝင်စားရဘူးဒါပေမဲ့ယုံကြည်တဲ့ယောရှုနဲ့ကာလက်ပဲဝင်ခွင့်ရတာဖြစ်တယ်ဒါကြောင့်ဒီနေ့ယေရှုကျွန်တော်ကိုဖခင်ကဒီနေ့သူ့ရဲ့ဂတိပေးထားတဲ့တိုင်းကျွန်တော်ကိုယေရှုပေးထားပြီးဖြစ်တယ်နော်ဒီနေ့ယေရှုကခါနန်ပြည်နဲ့တူတာဖြစ်တယ်ယေရှုကသူ့ရဲ့ဂတိဖခင်ကသူ့ရဲ့ဂတိအတိုင်းကျွန်တော်ကိုယေရှုကိုပေးထားပြီးဖြစ်တယ်သူဂတိတော်ဖြစ်တဲ့ယေရှုထဲမှာကျွန်တော်မရှိတော့ကျွန်တော်ဒီဖခင်ဂတိထားရဒီခါနန်ပြည်တွေကိုကျွန်တော်ဝင်စားမှာမဟုတ်ဒါပေမဲ့တကယ်ကျွန်တော်ယေရှုလို့ဆောင်ပေးတဲ့အရာတွေကိုယုံကြည်တယ်ဆိုလို့
ရှင်ဖျားပေးတဲ့တကယ်ငြိမ်သက်ချမ်းသာကိုရမှာဖြစ်တယ်ဝင်လေး၍ပင်ပန်းသောသူပေါင်းတို့ငါထံတို့လာကြလို့ငါဒီချမ်းသာပေးမယ်လို့ပြောတဲ့ဖျားကဒီနေ့ကျွန်တော်တကယ်သူစီကိုသွားတယ်ဒီနေ့ယေရှုကိုကျွန်တော်ရဲ့အသက်ကယ်တင်ပိုင်ရှင်သခင်အဖြစ်ယုံကြည်ယုံထားမကောက်ဒီနေ့ယေရှုပြောတဲ့အတိုင်းနီးခံပြီးတော့ယေရှုပြောတဲ့အတိုင်းလိုက်လျှောက်မယ်ဆိုလို့ရှိရင်ကျွန်တော်အသက်တာထဲမှာယေရှုကအောင်မြင်ခြင်းပေးမှာဖြစ်တယ်ကျွန်တော်တကယ်လိုအပ်နေတဲ့ငြိမ်သက်ချမ်းသာကိုပေးမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ဒီဖခင်ရဲ့အတန်တော်ဖခင်ရဲ့ဂတိတွေကိုကျွန်တော်ကြားပြီးဆိုလို့ရှိရင်တော့ဒီနေ့ယုံကြည်ခြင်းနဲ့သူကျွန်တော်ယောနော်ပြီးတော့ဖခင်ရဲ့ငြိမ်သက်ခြင်းကိုဝင်စားဖို့အတွက်ဖြစ်တယ်ဒီအချက်ကိုကျွန်မဖတ်ချင်ပါတယ်ဟေဘရဲဩဝါစာအခန်းကြီး၄အငယ်တစ်ကနေကျွန်မ၄ထိဖတ်သွားပါမယ်နော်သုံးထိပေါ့နော်တို့ကြောင့်ဘုရားသခင်ချမ်းသာတဲ့တို့ဝင်ရသောခွင့်ကိုပေးသောဂတိတော်ဒီငါတို့၌ရှိရတဲ့တင်တို့တွင်အချို့တို့ဒီမမီပဲနှီးမီကိုစိုးရင်ကြကုန်ငါတို့ဒီဝမ်းမြောက်စရာတည်င်းကိုသူတို့ကဲ့သို့ကြားရကြပြီတို့ရာတွင်သူတို့ကြားရသောတည်င်းစကားဒီကြားရသောသူတို့အထင်း၌ယုံကြည်ခြင်းနဲ့မယောနောသောကြောင့်အကျိုးကိုမပေးငါတို့မူကားယုံကြည်သောသူဖြစ်၍ဘုရားသခင်ချမ်းသာတဲ့တို့ဝင်ရကြ၏အာမင်ဒီနေ့ကျွန်တော်တကယ်ဖခင်ရဲ့ချမ်းသာခြင်းကိုဝင်ရဖို့အတွက်ကျွန်တော်ကြားရတဲ့ဒီတည်င်းစကားယေရှုဟာကျွန်တော်ရဲ့ကယ်တင်ရှင်ဖြစ်တယ်ယေရှုကကျွန်တော်ကိုအသက်ပေးတယ်ထာဝရအသက်ကိုပေးတယ်ခုနကျွန်တော်ပြောတဲ့ဒီယူဒလူမျိုးတွေလို့ပေါ့နော်ကျွန်တော်ကခိုင်မာသောစိတ်မရှိဖို့အတွက်ကျမ်းစာကပြောထားဖြစ်တယ်ဒီယူဒလူမျိုးတွေသူတို့ကယေရှုကိုတော့ရှင်သခင်အဖြစ်သူတို့လက်မခံနိုင်ဘူးမေရှာအဖြစ်သူတို့လက်မခံနိုင်ဘူးသူတို့ကိုကယ်တင်ပေးတဲ့အရှင်ဆိုပြီးတော့သူတို့လက်မခံနိုင်ဘူးလက်မခံတဲ့အတွက်ကြောင့်ဒီနေ့ထိသူတို့ကမေရှာကိုမျှော်နေစေဖြစ်တယ်ဒါပေမဲ့လက်ခံတဲ့ယုံကြည်တဲ့ဒီနေ့ကျွန်တော်ယုံကြည်သူဘုရားသားသမီးတွေယေရှုအဖြစ်ကျွန်တော်ကောင်းစားသွားပြီဖြစ်တယ်အာမင်အာမင်ယေရှုအဖြစ်ကျွန်တော်ကောင်းချီးခံစားရပါသလားနော်ဒီနေ့ကျွန်တော်ပြန်ပြီးတော့အသက်တာကိုပြန်ဆင်ခြင်ကြရအောင်ကျွန်တော်ကမယုံကြည်တဲ့ယူဒလူတွေမဟုတ်ဘူးဒီနေ့ကျွန်တော်ခရစ်တော်ကိုယုံကြည်တဲ့ဘုရားသားသမီးတွေဖြစ်တဲ့ယေရှုကသူပေးထားတဲ့ထာဝရအသက်နဲ့တကွတကယ်ငြိမ်သက်ချမ်းသာကိုကျွန်တော်ကိုပေးထားပြီးဖြစ်တယ်သူဂတိတော်ကိုကျွန်တော်ဆွဲလန်းပြီးတော့သူဂတိတော်ကိုကျွန်တော်နှလုံးသားထဲမှာဆွဲလန်းပြီးအသက်ရှင်နေဆိုလို့ရှိရင်ဒီနေ့ယေရှုပေးတဲ့ချမ်းသာကိုကျွန်တော်အမှန်တကယ်ရရှိမှာဖြစ်တယ်ကျွန်တော်စိတ်ခိုင်မာသောနှလုံးသားမရှိဘဲနဲ့ဒီကနေ့ဖခင်စကားပြောတဲ့အရာကျွန်တော်ယုံကြည်ခြင်းဖြင့်ကျွန်တော်အသက်တာထဲမှာခံယူကြရအောင်တကယ်လို့ဒီနေ့ကျွန်တော်ခံယူခြင်းမရှိဘဲနေတယ်ဆိုလို့ရှင်ဒီနေ့ကကျွန်တော်ဖခင်အတန်တော်ကိုကြားပြီးတကယ်လို့ကျွန်တော်အထဲမှာလဲမပြောင်းလဲသေးတဲ့သူတွေယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်လက်မခံသေးတဲ့သူတွေရှိတယ်ဆိုလို့ရှင်လဲဒီနေ့ကျွန်မဖိတ်ခေါ်ခြင်းနဲ့ယေရှုကထာဝရအသက်ပေးဖို့အတွက်လက်ဝါးကတိုင်ပေါ်မှာသူ့ရဲ့အသက်ကိုဆွံပြီးဖြစ်တယ်ဒီနေ့ယေရှုကဟောရှနာကျွန်တော်တို့ကိုကယ်တင်ပါဆိုပြီးကျွန်တော်တို့ခေါ်တဲ့ခါမှာကျွန်တော်ကိုကယ်တင်ပေးတဲ့ဖခင်ဖြစ်တယ်သူကလက်ဝါးကတိုင်ပေါ်မှာအသေးခံပြီးတော့ကျွန်တော်တို့အသက်အတွက်ထာဝရအသက်ကိုပေးပြီးဖြစ်တယ်တရားကိုကျွန်တော်တို့ယုံကြည်ခြင်းနဲ့လက်ခံဖို့အတွက်ဖြစ်တယ်ဒုတိယချက်ဖြစ်တဲ့ယေရှုစီနီးခံသူဖို့အတွက်ဖြစ်တယ်ဒီယေရှုစီနီးခံတဲ့ခါမှာတကယ်ယေရှုကောင်းမြတ်ခြင်းယေရှုကိုနဖူးတွေ့ပြီးဆိုလို့ရှိတော့တင်ယေရှုရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုပြောကြဖို့တော့ဝေငါတက်တေခံဖို့တော့တင်ဘယ်တော့မှရှက်ကြောက်မှာမဟုတ်တော့ဘူးခုနပြောတဲ့ပြည်သူနဲ့ယောဟန်ဆိုလို့ရှိတော့ပြည်သူဆိုအရင်တော့ဆိုသူကလုံးဝမပြောရတဲ့သူဖြစ်တယ်ယေရှုကိုလည်းညှင်းခဲ့တဲ့သူဖြစ်ပါတယ်ဒါပေမဲ့တကယ်ဒီယေရှုဟာတေချင်မှရှင်ပြန်ထမြောက်တဲ့တကယ်ဖျားစင်စစ်ဖြစ်ပါတယ်ဆိုတဲ့အရာကိုသူသိနာလေတဲ့ခါမှာဒီယေရှုအကြောင်းကိုသူဒီစစ်ပေါ်ဟိတ်မင်းတွေတကယ်ချမ်းသက်ပုဂ္ဂိုလ်တွေဒီမင်းတွေရဲ့ရှိမှသူကရဲဝင်ခံတဲ့ခါမှာရဲစွမ်းတတိနဲ့သူကဖျားကောင်းမြတ်ခြင်းဒါဒီယေရှုဟာတင်တို့တတ်ပေမဲ့ဖျားချီးမြှောက်တဲ့ဒီသူရွေးနှုတ်တဲ့ဖျားရဲ့သားတော်ဖြစ်တယ်ဆိုတဲ့အရာကိုဒီမင်းတွေရဲ့ရှိမှသူဟောပြောတတ်တဲ့ခံတဲ့ခါမှာသူတို့တောင်အံ့ဩသွားတယ်ဟာဒီပီတီယူတို့ဒီယောဟန်တို့ဆိုတာကတာမန်တငါသေးတွေမဟုတ်ဘူးလားဘာဖြစ်လို့သူတို့ကဒီလိုရဲဝံ့ယေရှုအကြောင်းကိုဝေငါတက်တိခံရတယ်လေဆိုတော့သူတို့ကယေရှုနဲ့သူရှိလို့ဖြစ်တယ်ယေရှုနဲ့သူရှိတဲ့ခါမှာယေရှုစီမှာသူတို့နီးခံတဲ့ခါမှာယေရှုပြောတဲ့အတိုင်းသူတို့ပြောတာဖြစ်တယ်ယေရှုလုပ်တဲ့အတိုင်းလုပ်တာဖြစ်တယ်ဒီနေ့ယုံကြည်သူတွေဘုရားသားသမီးတွေလည်းယေရှုကသူ့နေ့အတိုင်းလုပ်စေချင်တာဖြစ်တယ်ကျွန်တော်
the chine male shira pite nga pyu to mu to tet da yue chi to mu ro ko pyu ya lai me lo Yesu ka ကျမ်းစာထဲမှာလည်းပြောထားတယ်ကျွန်တော်တို့တခြင်းအဖြစ်လဲဆိုကြတယ်ကျွန်တော်တို့ဆိုနေုံပဲရှိတယ်ဒါပေမဲ့တကယ်ကျွန်တော်အသက်တာထဲမှာထိုအရာတွေကိုမသိရသေးဘူးဆိုလို့ရှိရင်တော့ဒီနေ့ကျွန်မအားပေးခြင်းနဲ့ခွန်အားပေးခြင်းနဲ့ယုံကြည်သူတွေเนาะယေရှုနဲ့အတူတူနီးခံပါယေရှုစီမှာနီးခံပါယေရှုစီမှာသင်ယူပါနော်ဒီနေ့ကျွန်တော်တို့တကယ်သင်ယူရဲဆိုလို့ရှိရင်ကျွန်တော်တို့မပြောရဲမဆိုရဲပဲနဲ့ဘယ်နေပါမလဲနော်ကျွန်မလည်းကျွန်မအသက်တာထဲမှာကျွန်မအရင်တော့လည်းခဏတက်သိခံခဲ့တယ်ဒီနေ့လည်းကျွန်မအသက်တာလည်းတကယ်တက်တည်ထိုးတဲ့ဖရားဖြစ်ပါတယ်လို့ကျွန်မလည်းအရင်တော့လူရှိသူရှိမပြောနဲ့မိဘတွေနဲ့တောင်သူများတွေနဲ့တောင်စကားပြောရတဲ့သူမဟုတ်ပါဘူးတကယ်စကားနေတဲ့သူဖြစ်ပါတယ်ဒါပေမဲ့ဖရားကောင်းမြတ်ခြင်းကိုကျွန်မတကယ်သိရှိနားလေခံစားတဲ့ခါမှာဒီနေ့ကျွန်မဒီဖရားရဲ့အကြောင်းဒီဖရားကိုချစ်တဲ့စိတ်နဲ့ကျွန်မဖရားအကြောင်းကိုကျွန်မမပြောဘဲမနေနိုင်တယ်လို့ဖရားအတွက်အသက်ရှင်ဖို့အတွက်ကျွန်မဆုံးဖြတ်တာဖြစ်တယ်ဒီနေ့တကယ်ကျွန်တော်ဖရားပေးတဲ့ငြိမ်သက်ခြင်းကိုကျွန်မရစေခြင်းနဲ့ဒီငြိမ်သက်ခြင်းကကျွန်တော်ထာဝရအသက်ဆိုတာကျွန်တော်စူးစမ်းနိုင်လို့မဟုတ်ပါဘူးကျွန်တော်စူးစမ်းလို့လည်းမရပါဘူးယေရှုပဲပေးတာဖြစ်တယ်ယေရှုပေးတဲ့ကယ်တင်ခြင်းဒီငြိမ်သက်ချမ်းသာကိုကျွန်တော်ယုံကြည်ခြင်းနဲ့ရယူကြရအောင်ပြီးတော့ကျွန်တော်အသက်တာကိုလည်းယေရှုရဲ့ဓမ္မနီးခံပြီးတော့ယေရှုအသက်ရှင်တယ်လို့ကျွန်တော်အသက်ရှင်တဲ့ဖို့ယေရှုပြောတယ်လို့ကျွန်တော်ပြောပြီးတော့ယေရှုအလိုတော်တိုင်းကျွန်တော်အသက်ရှင်ဖို့အတွက်ဒီနေ့ကျွန်မခွန်အားပေးခြင်းနဲ့ဆိုတော့ဒီမှာကျွန်မနောက်ဆုံးအနေနဲ့တခုပြောခြင်းနဲ့ဟာကကျွန်တော်ဒီဘုရားအမှုတော်ဆောင်တဲ့ခါမှာပဲဖြစ်ဖြစ်ဒါမလို့ရှင်ကိုရဲ့ပတ်ဝန်းကျင်မှာပေါ့နော်အသက်ရှင်တဲ့ပုံစံကတယောက်နဲ့တယောက်မတူဘူးဆိုလို့ရှင်လဲကျွန်တော်အချင်းချင်းတယောက်နဲ့တယောက်ပေါ့နော်နားလေပေးဖို့လဲကျွန်မခွန်အားပေးခြင်းနဲ့တိုက်တွန်းခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဥပမာဒီနေ့ကျွန်မမေးမယ်တော့ကိုစီမွန်ကဖနာဆိုင်ဘလောက်စီလဲ8နော်ကိုစင်ထန်ရော9မတူဘူးနော်ကျွန်တော်ဒီနေ့ကျွန်မဆိုလဲကျွန်မကနည်းနည်းလူကအကောင်ကတိတ်မကြီးတဲ့ခါကျကျွန်မဖနာဆိုင်ဆိုလို့ရှိရင်တော့6ပဲဆိုကျွန်မဆိုကျွန်မရဲ့သူမလေးတွေနဲ့လည်းအတူတူအခုဆိုလိုက်ပြီးတော့စီးလို့ရတာဖြစ်တယ်ဆိုတော့ကျွန်မညီမတွေကကြတော့ကျွန်မထက်ကြီးတဲ့ခါမှာသူတို့ဖနာသူတို့ရဲ့ size က7တို့8တို့ဖြစ်ပြီးတော့ကျွန်မသူတို့ဟာကိုလိုက်စီးလို့မရဘူးပြီးတော့သူတို့လည်းကျွန်မဟာအရန်သူတို့သေးတဲ့ခါမှာသူတို့လိုက်ပြီးတော့စီးလို့မရဘူးအဲ့လိုပဲကျွန်တော်အသက်တာထဲမှာလည်းဖခင်ကကျွန်တော်ကိုဒီဖနာဆိုင်တွေအမျိုးမျိုးပေးထားတာဖြစ်တယ်တယောက်နဲ့တယောက်တော့တူမှာမဟုတ်ဘူးဒါပေမဲ့ဒီမတူညီတဲ့ဟာကိုကျွန်တော်သူ့လူဖြစ်ချင်တယ်ဒါမှမဟုတ်ငါသူ့လူမဖြစ်ရလို့စိတ်ဟန်ငယ်ဖို့မဟုတ်ဘူးဖခင်ကဒီနေ့ကျွန်တော်တချို့ကျတော့ရန်ဆိုတာတဲ့သူတွေရှိမဲ့တချို့ကျတော့မဆိုတာပေမဲ့ဖခင်ချောင်းကိုတစ္ဆာရှိနဲ့လာပေါင်းနေသူရှိမဲ့တချို့ကျတော့ပေးခံခြင်းအပြင်တချို့ကမပေးခံနိုင်ပေမဲ့ပြောကြခြင်းဟောပြောခြင်းအပြင်ပေါ့နော်ပါဝင်နေသူတွေရှိမှဖြစ်တယ်ဆိုဒီနေ့ကျွန်တော်တယောက်နဲ့တယောက်လှုပ်ဆောင်နိုင်ခြင်းမတူရင်တော့မှဒီနေ့ကျွန်မအပေးခြင်းနဲ့ဒီနေ့ကျွန်တော် shoe site ကတယောက်နဲ့တယောက်မတူဘူးဖျားပေးထားတယ်ကျွန်တော်ရဲ့ဝန်သားတွေဖျားပေးတဲ့ assignment တွေဖျားကလုပ်စေခြင်းတဲ့အရာတွေတော့တယောက်နဲ့တယောက်တူမှာမဟုတ်ဘူးဆိုဒီမတူညီခြင်းတွေကိုလည်းကျွန်တော်တယောက်နဲ့တယောက်နားလဲပြီးတော့ဒီနေ့ကျွန်တော်အမှုတော်ထဲမှာဒီနေ့အတူတကွပေါင်းဖို့တော့လဲကျွန်မဖိတ်ခေါ်ခြင်းနဲ့ခုနလဲတဘာပတိကပြောဒီနေ့တော့မပြောဇုံမီအစီအစဉ်မှာကျွန်တော်ပြောထားတဲ့အတိုင်းဒီလာမဲ့အပတ်ထဲမှာ Revive America ပေါ့နော် conference ကဒီမှာကျွန်တော်နေတဲ့ဒီ Wheaton area မှာကျင်းပမှာဖြစ်တယ်အဲ့ဒီမှာလည်းကျွန်တော်အတူတကွပါဝင်ဖို့အတွက်ကျွန်မနှိုးဆော်ပေးခြင်းနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီအမေရိကမှာကြီးကျယ်သောနိုးထမှုတွေဖျားကတင်းနဲ့ကျွန်တော်အဖြစ်ပြန်လဲပြီးတော့လှုပ်ဆောင်မှာဖြစ်တယ်အာမင်ဒီနေ့ကျွန်မတို့ရဲ့သားသမီးတွေဒီနိုးထမှုထဲမှာပါဝင်ဖို့အတွက်ဒီနေ့မိဘတွေကလည်းကျွန်တော်music ချဲဖို့တော့လဲလိုအပ်တယ်ကိုရိုင်းဘာဝင်ဖို့တော့လဲလိုအပ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ဒီ Chicago area မှာရှိတဲ့ယုံကြည်သူတွေနဲ့လည်းကျွန်တော်တို့မိသားရဖွဲ့ဖို့လိုအပ်ပါတယ်ဒါမှကျွန်တော်တို့နောက်ပြီးတော့ကျွန်တော်တို့ဒီ mission လုပ်ငန်းလုပ်ဆရာတွေများစွာရှိနေသေးတယ်ဆိုတော့အဲ့ဒါတွေကျွန်တော်တို့အတူတကွဘယ်လိုလုပ်ဆောင်ရမလဲဆိုပြီးတော့ဒီမှာယုံကြည်သူအချင်းချင်းလဲခုနကျွန်မပြောသလိုသူတို့နဲ့ငါတို့ရဲ့ယုံကြည်တဲ့ပုံမတူပါဘူးကိုးကွယ်တဲ့ပုံစံမတူပါဘူးဆိုပြီးတော့ကျွန်တော်တယောက်နဲ့တယောက်ကွဲပြား
ပြီးတော့ခွဲခြားနေပုံမဟုတ်ဘူးကျမတို့အတူတူပေါ့နော်စီလုံးပြီးတော့ဒီ Revive America မှာလည်းတန်နိုင်တဲ့လောက်ပါဝင်ကြရအောင်လို့လည်းကျမဒီကနေတိုက်တွန်းနှိုးဆော်ပေးချင်တာဖြစ်တယ်ပြီးတော့ကျမတို့အသက်တာထဲမှာဒီဒီသားသမီးတွေတော့လည်းအထူးဆုတောင်းပေးခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီအမေရိကကခရီးယန်နိုင်ငံဖြစ်တယ်အရင်တော့ကျတော့တကယ်နိုးထမှုတွေများများဆော့ရှိခဲ့တာဖြစ်တယ်ဒါပေမဲ့ခုနောက်ပိုင်းမှာကျွန်တော်နိုးထမှုတွေသိမမြင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီနေ့ဆုတောင်းတဲ့မိခင်တွေလိုအပ်နေလို့ဖြစ်တယ်ဒါကြောင့်ဒီနေ့မိဖတွေကျွန်တော်များများဆုတောင်းရအောင်ပြန်လဲပြီးတော့ဖခင်ကကျွန်တော်သားသမီးတွေခင်မှာအော်ဖခင်အကြောင်းမရောက်တော့ဘူးဆိုတာမျိုးကျွန်မလုံးဝမဖြစ်စေချင်ဘူးဖခင်အကြောင်းမသိဘူးဖခင်အကြောင်းသွားရတာပြင်းနေ boring အဲ့လိုSunday နေ့တိုင်းဖခင်အကြောင်းပဲသွားနေရတယ်အဲ့လိုပြောတဲ့သားသမီးမဖြစ်စေချင်ဘူးတကယ်နိုးထားတဲ့ဖခင်သားသမီးတွေဖြစ်စေချင်တယ်ပြီးတော့ကိုယ့်ရဲ့သားသမီးခင်မှာလည်းဒီအမေရိကမှာနိုးထားမှုကိုတည်ဆောင်လာမယ်ဖခင်သားသမီးတွေဖြစ်ဖို့တော့ပေါ့နော်ကျွန်တော်သားသမီးများကိုလည်းကျွန်တော်အမြဲတမ်းကောင်းချီးပြီးတော့ဆုတောင်းရအောင်နော်ဆိုတော့ဒီနေ့ကျွန်မနောက်ဆုံးအနေနဲ့ပြောသွားချင်တဲ့ချက်ကပါလဲဆိုတော့ကျွန်မပြောတဲ့ဟာတကယ်ချမ်းသာခြင်းဆိုတာယေရှုထဲမှာပဲရှိရဖြစ်တယ်ယေရှုကငွေနဲ့ဝယ်လို့မရတဲ့ကျွန်တော်လိုအပ်နေတဲ့ချမ်းသာခြင်းကိုပေးတာဖြစ်တယ်ဒီငြိမ်သက်ချမ်းသာကပါလဲဆိုတော့ကျွန်တော်ကိုထာဝရအသက်လုံးဝကျွန်တော်ဝယ်ယူလို့မရတဲ့ထာဝရအသက်ကိုယေရှုအားဖြင့်ပေးတာဖြစ်တယ်ပြီးတော့ကျွန်တော်ယေရှုစီမှာနီးခံတဲ့ခါမှာယေရှုနီးလက်တိုင်းသွားတဲ့ခါမှာကျွန်တော်ကိုယ်တိုင်တိတ်ပြီးတော့အားထုတ်စရာမလိုပဲဖခင်အမှုပြုတဲ့အရာတွေကိုကျွန်တော်သိရှိသွားမှာဖြစ်တယ်ကျွန်တော်အားဖြင့်နမိတ်လက္ခဏာတွေဖြစ်မှာဖြစ်တယ်အာမင်ဒီထဲမှာဘယ်နှယောက်ကနမိတ်လက္ခဏာတွေယုံကြည်ပါတယ်လေနော်တချို့ကျတော့ဒီနမိတ်လက္ခဏာတွေတော့မယုံပါဘူးဒါယေရှုခက်ကဖြစ်ခဲ့တာတွေပဲဒီခက်မှာတော့နမိတ်လက္ခဏာတွေမရှိတော့ပါဘူးလို့ပြောတဲ့သူတွေရှိတယ်ဒါပေမဲ့ဒီနေ့လေအင်္ဂလိပ်စီစဉ်မှာဆရာလန်ပီယာလည်းပြောပါတယ်ဖခင်ကနမိတ်လက္ခဏာတွေကိုပြုတဲ့ဖခင်သူ့ရဲ့ဝိညာဉ်တော်အဖြစ်နမိတ်လက္ခဏာပြုနေစေဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ယေရှုကိုလက်ခံရရှိတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်အဖြစ်ဖခင်ကကျွန်တော်တို့အသက်တာကိုအသုံးပြုပြီးတော့အလုံးလုံးမှာဖြစ်တယ်ဒါကကျွန်တော်တို့လုံးတော့မဟုတ်ဘူးဒါဝိညာဉ်တော်အလုံးလုံးမှာဖြစ်တယ်ဒါပေမဲ့ဝိညာဉ်တော်လုံးလုံးပို့တဲ့ကျွန်တော်တို့ကအရင်ဆုံးယေရှုစီမှာနီးခံဖို့လိုအပ်တာဖြစ်တယ်ခုနပီတီယူနဲ့ရှင်ယောဟန်သူတို့ကိုယ်တိုင်လုပ်တာမရှိပါဘူးဒါပေမဲ့သူတို့ယေရှုနာမကိုပြောလိုက်တဲ့အခါမှာဖခင်ကအလုံးလုံးသွားတာဖြစ်တယ်သူတို့ဒီယေရှုနာမကိုရဲရဲဝံ့ဝံ့ပြောဆိုဖို့အတွက်သူတို့ယေရှုနဲ့အတူအချိန်ယူတာဖြစ်တယ်ယေရှုနဲ့အတူအချိန်ယူတဲ့အခါမှာဒီအမိဝမ်းကလေးကလမ်းမသွားနိုင်တဲ့ခြေသေးနေတဲ့သူကဘယ်လိုခွန်အားပြန်ရသွားတယ်လဲဆိုတော့ယေရှုအားဖြင့်ရတာဖြစ်တယ်ဒီမတိုင်ခင်မှာလည်းသူတို့ပြောတာဖြစ်တယ်ငါတို့ကိုကယ်တင်နိုင်တဲ့နာမယေရှုနာမမှာတပါမရှိဘူးလို့ပြောတာဖြစ်တယ်ဒါကြောင့်ဒီကနေ့ယေရှုအားဖြင့်ကျွန်တော်ကဒီတကယ်ငြိမ်သက်ချမ်းသာကိုရရှိတဲ့သူတွေဖြစ်တယ်ဣတိလာလူမျိုးတွေလို့ကျွန်တော်ကကိုကြားတဲ့ဒီကနေကြားရတဲ့ဒီကယ်တင်ခြင်းကြားရတဲ့ယေရှုဖခင်ရဲ့ဂတိတော်တွေကိုယုံကြည်ခြင်းဖြင့်လက်ခံရရှိပြီးတော့ဒီယုံကြည်ခြင်းနဲ့သူကျွန်တော်တို့လှုပ်သွားမယ်ဆိုလို့ရှိရင်တော့တကယ်အကျိုးခံစားရမှာဖြစ်တဲ့ဂျာနာခြင်းကိုကျွန်တော်ယုံကြည်ခြင်းနဲ့မယောနောတဲ့ခါမှာအကျိုးတော့သူရမှာမဟုတ်ဒါပေမဲ့ဒီနေ့ကျွန်တော်ပြောသွားတဲ့ဖခင်ရဲ့ငြိမ်သက်ချမ်းသာရရှိဖို့အတွက်ကျွန်တော်တကယ်ယုံကြည်တဲ့အရာကိုဖခင်စကားတော်ကိုယုံကြည်ခြင်းနဲ့ယောနောတယ်ဆိုလို့ရှိရင်တော့ဒီနေ့တကယ်ဖခင်ပေးတဲ့ငြိမ်သက်ချမ်းသာကိုရရှိမယ်လို့ကျွန်မလုံးဝယုံကြည်တယ်ကျွန်မသက်တာထဲမှာလည်းထိုအရာတွေကိုမြင်နေရတာဖြစ်တယ်ကျွန်မလုံနိုင်လို့မဟုတ်ဘူးကျွန်မစ조사နိုင်လို့မဟုတ်ဘူးဖခင်ရဲ့ဂျေဇုတော်တသက်ကြောင့်ယုံကြည်ခြင်းအပြင်ကျွန်မဒီကယ်တင်ခြင်းကိုရတော်သူဖြစ်တယ်ဒီနေ့ကျွန်မစ조사နိုင်လို့မဟုတ်ဘူးဒါပေမဲ့ယေရှုနဲ့သူကျွန်မသွားလာတဲ့ခါမှာယေရှုစီကနေနီလန်နီးခံတဲ့ခါမှာကျွန်မရဲ့စိတ်နှလုံးတွေလည်းအများကြီးပြောင်းလဲသွားတာဖြစ်တယ်You know ဆိုတော့ကျွန်မကခုနပြောသလိုပဲဆက်ထိမခံလဲပါပါတယ်စကားတော့နဲတယ်ဒါပေမဲ့မဟုတ်မမှန်ပေါ့နော်အဲ့လိုဆိုတော့လုံးဝမဟုတ်မခံပေါ့နော်အဲ့လိုစိတ်ရှိတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာကျွန်မတကယ်ယေရှုစီမှာနီးခံတဲ့ခါမှာယေရှုနဲ့သွားလာတဲ့ခါမှာတကယ်ယေရှုကနူးညံ့တိမ်မွေ့သောသဘောနဲ့ပြည့်စုံတယ်နှိမ်ချခြင်းနဲ့ပြည့်စုံတဲ့အတွက်နှိမ်ချတတ်အောင်လည်းဖခင်ကကျွန်မကိုတင်ပေးတာဖြစ်တယ်အဲ့လိုနှိမ်ချတတ်တဲ့ခါမှာဘာလဲဆိုတော့ကျွန်တော်စူးစမ်းစရာမလိုပဲနဲ့ဖခင်ကလမ်းတွေဖွင့်ပေးလာတာဖြစ်တယ်အရင်တော့ဆိုကျွန်မတခုခုလိုချင်တယ်ဆိုကိုစူးစမ်းမှပဲရမယ်ကိုလုံနိုင်မှကိုတောင်းနိုင်မှရမယ်လို့ကျွန်မထင်ခဲ့တယ်ဒါပေမဲ့ဒီနေ့ယေရှုနဲ့အတူကျွန်မသွားလာတဲ့ခါမှာယေရှုစီကနေကျွန်မသင်ယူတဲ့ခါမှာယေရှုကအဲ့လိုကိုတောင်းချင်ရတာကို
တောင်းဖို့တော့ယေရှုကအလိုမပြောဘူးသူစီမှာပဲနီးခံပြီးတော့သူလှုပ်တဲ့အတိုင်းသူပြောတဲ့အတိုင်းကျွန်တော်ဖျားစကားများများချပြီးတော့ယေရှုပြောတဲ့ဟာကိုများများချပြီးတော့သူ့ရဲ့စကားတော်အတိုင်းသူ့ရဲ့အလိုတော်အတိုင်းအသက်ရှင်တဲ့ခါမှာကျွန်မသက်တာထဲမှာဖျားကကျွန်မစ조사စရာမလိုပဲနဲ့ဖျားကလှုပ်ဆောင်ပေးသွားတဲ့အရာတွေတက်တည်များများစွာကျွန်မတွေ့ရှိရတာဖြစ်တဲ့သူရဲ့ဒီနေ့ဖျားပေးတဲ့ငြိမ်သက်ချမ်းသာအားလုံးပေါ်မှာတည်ရောက်စေဖို့အတွက်ဒီကနေ့ဒီငြိမ်သက်ချမ်းသာကိုကျွန်မပြောရဖြစ်တဲ့ယေရှုကဝင်လေး၍ပင်ပန်းတော်သူပေါင်းတို့ငါထံသို့လာကြလို့ငါဒီချမ်းသာပြီးမိငါဒီနူးညံ့သိမ်မွေ့နေချတော်သဘောရှိ၏လို့ပြောတဲ့တိုင်းဒီကနေ့ကျွန်တော်သက်တာထဲမှာယေရှုနဲ့အတူသွားလာပြီးတော့ယေရှုစီမှာနီးခံပြီးတော့ယေရှုရဲ့နူးညံ့ခြင်းသိမ်မွေ့ခြင်းနဲ့အတူကျွန်တော်သွားလာတယ်ဆိုလို့ရှင်တကယ်ပဲကျွန်တော်သက်တာထဲမှာဖခင်ကစကားပြောလာပြီးတော့ဝိညာဉ်တော်အဖြစ်လိုအပ်တဲ့နေရာမှာဘယ်လိုလုပ်ရမလဲဘယ်လိုအသက်ရှင်ရမလဲဆိုတော့ဝိညာဉ်တော်ကကျွန်တော်ကိုလမ်းဖွင့်ပြီးတော့ဖခင်ရဲ့တကယ်ငြိမ်သက်ခြင်းချမ်းသာခြင်းကိုရရှိမှဖြစ်တယ်ကျွန်တော်တို့ခုနပြောတဲ့ကျွန်တော်လိုချင်တဲ့ချမ်းသာပေါ့နော်ဘီလီယံနာမီလီယံနာကျွန်တော်မဖြစ်ခဲ့ရင်တော့မှဒီနေ့ကျွန်တော်ရဲ့လိုအပ်ချက်တွေအားလုံးယေရှုထဲမှာပြည့်စုံတာဖြစ်တယ်အာမင်ကျွန်တော်မြင်ရတဲ့အရာတွေကခဏလေးနဲ့ကုန်ဆုံးသွားမှာဖြစ်တယ်ဒါပေမဲ့မမြင်ရတဲ့ယေရှုရဲ့ငြိမ်သက်ခြင်းချမ်းသာခြင်းကကျွန်တော်အသက်တာထဲမှာအမြဲတမ်းရှိမှာဖြစ်တယ်မြန်မာပြည်မှာငိုင်လေးလှုပ်တဲ့ခါမှာအိမ်တိုက်အိမ်ကြီးကြီးတွေပြိုသွားတယ်အဲ့ဒါတွေကဒီတိုင်းကျွန်တော်မြန်မာငွေနဲ့တွက်ချိမယ်လို့ဆိုရင်တော့တိန်းထောင်ပေါင်းညောင်များစွာတန်ဖိုးရှိမှာဖြစ်တယ်ဒါတွေတစ်ခါလေးနဲ့ပျောက်သွားတာပျက်စီးသွားတာဖြစ်တယ်ဒါပေမဲ့ပျက်စီးလို့မရတဲ့အရာကပါလဲဆိုတော့ကျမတို့ကဒီမမြင်ရတဲ့ဒီတိန်းထောင်တန်တဲ့အိမ်တွေမရှိပေမဲ့ကျွန်တော်အသက်တာထဲမှာခရစ်တော်ကိုရရှိတဲ့ချိန်မှာဒီသူတို့တိန်းထောင်တန်အိမ်တွေဆုံးရှုံးသွားတဲ့ခါမှာဝမ်းနည်းခြင်းတဲ့ဒီနေ့ကျွန်တော်အသက်တာထဲမှာယေရှုရှိခြင်းအပြင်ပေါ့နော်ကျွန်တော်မှာမြင်ရတဲ့အရာတွေမရှိပေမဲ့တန်ဖိုးဖြစ်လို့မရတဲ့ယေရှုကျွန်တော်အသက်တာထဲမှာရှိခြင်းကဘယ်အရာနဲ့မှလဲလို့မရတဲ့ဖခင်ရဲ့ချမ်းသာခြင်းဖြစ်ပါတယ်လို့ဒီနေ့ကြားရတဲ့နှုတ်ကပတ်တော်အဖြစ်အရောက်စီတိုင်းသွန်ခွန်အားဖြစ်စေသလိုဒီနေ့ဖခင်ပေးတဲ့ငြိမ်သက်ချမ်းသာအားလုံးပေါ်မှာတည်ရောက်ပါစေအာမင်ကျေးဇူးတင်ပါတယ်ကျွန်တော်ခုတပါပတိကိုပြန်ပြီးတော့အချိန်ပေးပါတယ်ဂျာနာသူရောက်စီတိုင်းသွန်အထူးပဲဖခင်ကောင်းချီးပေးပါစေမြတ်တော်ရှင်ဖခင်ကိုရောကျေးဇူးတင်တယ်တလောကလုံးမှာသာသမုတယောက်တည်းရှင်တော်မှာသာသမုကိုဘယ်တော့မှမစွန့်ပြစ်မဲ့ကိုရဲ့ချစ်ချင်းမြတ်တာတို့ကိုကျေးဇူးတင်တယ်အသက်ပေးပြီးတော့သာသမုကိုကဲတင်တော်ယေရှုဖျားကိုကျေးဇူးတင်တယ်ဒီကနေ့သာသမုဝလင်းနေတော့ရပင်ပန်းတော့အရာများကိုလေအိုကိုရောရှိမှချထားဖို့ဒီကနေ့ကိုရောသာသမုကိုဖိတ်ခေါ်ပေးတော့ကြောင့်ကိုကျေးဇူးတင်တယ်သာသမုစူးစမ်းနိုင်ခြင်းမဟုတ်ပါဘူးစူးစမ်းနိုင်လို့လွယ်မဟုတ်ပါဘူးယုံကြည်ခြင်းတစ်ခုတည်းကိုရာတောင်းဆိုတော့ဖျားကိုကျေးဇူးတင်တယ်ဒီကနေ့ယုံကြည်ခြင်းအပြင်ကဲတင်ခြင်းကိုရရှိတယ်လို့ပဲယုံကြည်ခြင်းအပြင်ကိုပေးတော့ငြိမ်သက်ချမ်းသာကိုလည်းရရှိစေပြီးဖြစ်တော့ကြောင့်ကိုကျေးဇူးတင်တယ်ကိုရောနှုတ်ကပတ်တော်ထဲမှာကိုရောပေးထားတော့ဂတိတော်ပေါင်းများစွာရှိပါတယ်ဒုဂတိတော်များကိုယုံကြည်ခြင်းအပြင်ဒီကနေ့သားသမီးတို့ဝန်ခံပါတယ်ကိုရောသားသမီးများတို့ကိုရောပေးထားတော့ဂတိတော်ထားရကိုရှင်ကိုရောရဲ့ကောင်းမြတ်ခြင်းထဲမှာကိုရောသားသမီးကိုဝန်စားစေတော့ကြောင့်ကိုကျေးဇူးတင်တယ်မယုံကြည်နိုင်သေးတော့ကိုရောသားသမီးများကိုလည်းယုံကြည်နိုင်ပါမယ်ကြောင့်ဝိညာဉ်တော်ဖျားမှာစာတော်မူပါကိုရောထမလာတော့ငြိမ်သက်ခြင်းကိုရောထမလာတော့ဝမ်းမြောက်ခြင်းတဲ့သူကိုရောပေးတော့ငြိမ်သက်ခြင်းချမ်းသာကိုကိုရောသားသမီးအရောက်စီတိုင်းပေါ်မှာဒီကနေ့တက်ရောက်စေပါမယ်ကြောင့်ယေရှုနာမနဲ့ကောင်းချီးပေးလေဒီနေ့မြမအစီအစဉ်ကိုရောအစလည်းဆုံးထိုင်အောင်ပါရှိတော်ကြောင့်ကိုရောယေရှုတင်နေဒီကနေ့ကိုရောတရားနေပြန်သွားတဲ့ခါမှာလေသားသမီးတို့ကြားနာရတော့နှုတ်ကပတ်တော်အတိုင်းကိုရှင်ယေရှုခရစ်ရဲ့ထဲမှာအသက်ရှင်ခြင်းအပြင်ကိုရောပေးတော့ငြိမ်သက်ချမ်းသာခြင်းနဲ့သူကိုရောနဲ့သူအစင်မြတ်သွားလာတော့သားသမီးအရောက်စီတိုင်းပြဖို့အဖဖျားကိုရောမာဆာလေကောင်းချီးပေးပါမယ်ကြောင့်စူတောင်းကောင်းချီးပေးလေစူတောင်းတဲ့ခါမှာတပါးတီတော်သားတော်ယေရှုခရစ်တော်၏နာမတော်ကိုအမိပြုလက်စူတောင်းလက်ကောင်းချီးပေးပါရဲ့အဖဖျားသခင်အာမင်ရောက်စီတိုင်းပေါ်ဖျားရှင်ထူကောင်းချီးပေးပါစေ